ဘုန်းကြီးတို့တွေခုချိန်မှာလူလာဖြစ်နေကြတယ်လူလာဖြစ်တဲ့အချိန်လေးမှာဘုရားသာသနာပွင့်လင်းနေလို့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေကိုကြားနာခွင့်ရနေကြတယ်လူဖြစ်တဲ့လူတိုင်းကြားနာခွင့်ရလားဆိုမရဘူးအနည်းငယ်သောပုဂ္ဂိုလ်များကြားနာခွင့်ရတော့လေတရားဆိုတာမရှိသည့်အတွက်ကြောင့်ကြားနာနိုင်မှုမရှိပြန်ဘူးအကြောင်းညင်ညွတ်မှလူလည်းဖြစ်အောင်မှအသိဉာဏ်လည်းရှိအောင်မှတရားလည်းရှိအောင်မှမြတ်စွာဘုရားရဲ့အဆုံးအမတရားတော်တွေနဲ့လည်းကြုံတွေ့အောင်မှအဲ့လိုအခြေအနေကောင်းတွေစုံစည်းတဲ့အခါမှသာဆုံးမတရားတော်ကိုကြားနာခွင့်ရတဲ့အချိန်လေးဟာအမှန်တမ်းနေပါတယ်လို့သူတို့ပြောတယ်လူကရောက်လာပြီတဲ့အခါသိကြတာမဟုတ်ဘူးလူဘဝမှာအသက်အနှစ်တရာတွင်းမှာပြန်ပြီးတော့ထွက်သွားကြရတာပဲဖြစ်တယ်အနှစ်တရာပြည့်အောင်နေရတဲ့ပုဂ္ဂိုလ်ဆိုတာ